ဖျားရှင်ရဲ့ချစ်သားသမီးအပေါင်းတို့အားလုံးမင်္ဂလာပါ2026ခုနှစ်မတ်လမှာတော့လက်နက်ဖြုတ်သိမ်းရေးနဲ့ငြိမ်းချမ်းရေးအတွက်အထူးဆုတောင်းပေးကြဖို့ပုပ်ရဟန်းမင်းကြီးအရှင်လီယိုကကျွန်တော်တို့အားလုံးကိုတိုက်တွန်းဖိတ်ခေါ်ထားပါတယ်စစ်လက်နက်များပေါ်အားကိုအမိတဟဲပြုနေသမျှကဘာတဝမ်းငြိမ်းချမ်းရေးကိုဆောင်ကျဉ်နိုင်ဖို့ခက်ခဲနေပါလိမ့်မယ်စစ်ပွဲများထူပြောနေသောယနေ့ကဘာကြီးမှာငြိမ်းချမ်းရေးသည်အလိုအပ်ဆုံးဖြစ်ပါတယ်စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုကိုရပ်တန့်ပြီးနျူကလ িয়ার လက်နက်ကဲ့သို့သောလူသားမျိုးနွယ်ကိုဖျက်ဆီးနိုင်မိအဖျက်ဆွမ်းအားပြင်းသည့်ပစ္စည်းများကိုဖျက်သိမ်းရန်နှင့်လက်နက်မဲ့သောငြိမ်းချမ်းသည့်ကဘာကိုတည်ဆောက်ရန်အတွက်အထူးဆုတောင်းပေးကြရမှာပဲဖြစ်ပါတယ်နိုင်ငံတကာစစ်ကောင်းဆောင်များအနေဖြင့်စစ်မဲ့လမ်းကြောင်းကိုရွေးချယ်ခြင်းတဲ့တွေးဆုံဆွေးနွေးအပြေရှားရေးလမ်းကြောင်းကိုရွေးချယ်နိုင်သောဉာဏ်အလင်းကျေးဇူးကိုရရှိရန်နှင့်ငွေကြေးအရင်းမြစ်များကိုစစ်လက်နက်များအတွက်မဟုတ်ဘဲလူသားသူတရက်လုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးချနိုင်ကြရန်အတွက်ကျွန်တော်တို့အားလုံးဆုတောင်းပေးကြပါစို့ဆုတောင်းကြစို့အိုအသက်ရှင်သခင်ကိုတော်သည်လူသားတိုင်းကိုကိုတော်နှင့်တန်တူဖန်ဆင်းတော်မူခဲ့ရခြင်းမှာကျွန်ုပ်တို့ကိုစစ်ပွဲများအတွက်မဟုတ်ဘဲအချင်းချင်းပေါင်းစည်းကြစေရန်နှင့်ပျက်စီးရန်မဟုတ်ဘဲညီရင်ကိုစိတ်ထားဖြင့်နေထိုင်ကြစေရန်ဖြစ်ကြောင်းယုံကြည်ကြပါသည်သင်တို့၌ငြိမ်းချမ်းခြင်းရှိပါစေတည်းဟုတပည့်တော်တို့အားနှုတ်ဆက်တော်မူသောအရှင်ကျွန်ုပ်တို့အားကိုတော်၏ငြိမ်းချမ်းခြင်းဆုကျေးဇူးတော်ကိုပေးသနာတော်မူပါသမိုင်းတစ်လျှောက်တုံးတွင်ထိုငြိမ်းချမ်းရေးကိုလက်တွေ့တည်ဆောက်နိုင်ရန်ခွန်အားပေးတော်မူပါဤနေ့ကဘာကြီးငြိမ်းချမ်းရေးအတွက်ကျွန်ုပ်တို့ဆုတောင်းပတ္ထနာပြုကြပါသည်လက်နက်များကိုနိုင်ငံတကာဆွန့်လွတ်ပြီးဆွေးနွေးညှိနှိုင်းခြင်းနှင့်တန်တမာရေးရာလမ်းစဉ်ကိုရွေးချယ်နိုင်ကြပါစေကျွန်ုပ်တို့၏စိတ်နှလုံးသားများမှအမုန်းတရားအာဃာတနှင့်လစ်လျူရှုမှုများကိုဖယ်ရှားပေးတော်မူပါသို့မှသာကျွန်ုပ်တို့သည်ပြန်လည်တည်မြတ်ခြင်းကိုအကောင်းထဲဖော်ဆောင်သူများဖြစ်လာနိုင်ပါလိမ့်မည်စစ်မှန်သည့်လုံခြုံရေးသည်ကြောက်ရွံ့မှုကိုအခြေခံထားသောထိန်းချုပ်မှုများမှလာခြင်းမဟုတ်ရဘဲလူသားအချင်းချင်းကြားယုံကြည်ခြင်းတရားမျှတမှုနှင့်တရားသည်ရှိနေခြင်းတို့မှလာသည်ကိုကျွန်ုပ်တို့နားလည်သိရှိနိုင်ပါစေ။အိုသခင်နိုင်ငံအသီးသီးခေါင်းဆောင်များသည်တေခြင်းတို့ပို့ဆောင်သောစီမံကိန်းများကိုဆွန့်လွတ်နိုင်ကြစေခြင်းကအလင်းကျေးဇူးတော်ပေးသနာတော်မူပါလက်နက်ပြိုင်ဆိုင်မှုများကိုရပ်တန့်ရန်နှင့်အကာအကွယ်မဲ့ဆုံးသူများ၏အသက်ကိုဗဟိုပြုရန်တတ်သိရှိစေတော်မူပါလူသားတို့၏အနာဂတ်ကိုနျူကလ িয়ার ထပ်မံမချင်းချောက်မလွမ်းမိုးပါစေနှင့်တန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်ုပ်တို့ကိုနေ့စဉ်ငြိမ်းချမ်းရေးတည်ဆောက်သူများဖြစ်စေတော်မူပါကျွန်ုပ်တို့၏နှလုံးသားများမိသားစုများအတိုင်းအဝန်းများနှင့်မြို့ရွာများတွင်ငြိမ်းချမ်းရေးကိုဖန်တီးနိုင်စွာရှိသူများဖြစ်လာစေတော်မူပါကျင်နာသောစကားလုံးတိုင်းပြန်လည်တည်မြတ်စေသောအမှုရာတိုင်းနှင့်ဆွေးနွေးညှိနှိုင်းစေရန်ရွေးချယ်မှုတိုင်းသည်ကဘာတိတစ်ခု၏မျိုးစေ့များဖြစ်စေတော်မူပါအာမင်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေပုပ်ရဟန်းမင်းကြီးရဲ့လစဉ်ဆုတောင်းရွေးချက်များကို Click to Pray application ဖြင့်နေ့စဉ်ဆုတောင်းပါဝင်ကြပါစို့ DG for the greatest glory.